ရောက်ဘူးပြီးတော့ဣဒံမေပုံညာလောက်လောက်ရတာအကုန်လုံးပြီးတော့လေဒါဣဒံမေပုံညာမဲ့ပြီးတော့လောက်ရတဲ့အခွင့်ရတာပဲနဝကမ္မဆိုအကုန်သိမ့်သွားတာတပိယလက်ထဲအခုဆွန့်ကတ်ဆိုသူတို့လက်ထဲအစင်ပြင်းနေပြီးတော့ဘာမပြောကိုလည်းဝေယဝိဆတွေအစင်ပြေလာပြေးတယ်ပြင်ပါမပြောမပြေလုတ်ပြင်မယ်တန်ဃာတွေလည်းပဲပြီးရင်သွားကိုစီသွားရှုပ်ရှုပ်ချက်ချက်နေတာမကြဘူးအဖုံးမောဒီနာကတာချထားတာဒီဘက်ကဒကမိုင်တို့ဧည့်သည်တွေနဲ့ဝေယဝိဆငါတွေပြိဿပြီးရင်သွားအကုန်သွားဒီဘက်မှာလာစရာအကြောင်းမရှိဘူးလာရင်ဘုန်းကြီးနေအုပ်လွတ်လိုက်တာဘုံမပြရဘူးကိုနေရာကိုလွတ်လွတ်လပ်လပ်နေတရားရှင်ပြောတယ်ကိုနေရာဆိုလွတ်လွတ်လပ်လပ်နေလို့ရတယ်ဒါငါဖယားအဖဖယားရဲ့နေရာဒါတို့ရဲ့နေရာပြောလို့မရဘူးလေတော့မြောက်အုတ်တိုင်းချတာတွေတွေ့လားအဲ့အုတ်တိုင်းတော့ဖြိုချင်းနေလို့ဟာမဖြစ်ဘူးဟာမင်းဒကမနဲ့ဘုန်းကြီးနဲ့ကြားသွားရင်ဘူးပြောက်တတ်တယ်အဖွားကြီးလည်းပြောက်တတ်တယ်ဒကမကြီးမရဘူးဟုတ်တယ်မလားတောင်းတော့ကြောင့်ကြိုတင်ကာကွယ်ရတာလေကိုယ့်ဘက်ကလွတ်လွတ်လပ်လပ်နေသူလည်းလွတ်လွတ်လပ်လပ်ဆွဆပြင်ပြန်လေကိုနေရသူတို့လည်းနေလေအမျိုးသမီးဆိုတော့အမျိုးသမီးလွတ်လွတ်လပ်လပ်သူတို့လည်းသူတို့အမျိုးသမီးလွတ်လွတ်လပ်လပ်နေပါစေပေါ့မဟုတ်ဘူးလားတောင်းကြောင့်အဲဆောင်တီးကြစနစ်တကျလှုပ်ပေးတာပဲဒါပေမဲ့ကိုကအများနဲ့မနေနိုင်တော့လေတခါလေးတည်းစီကနေပြတ်တာခုနပြောသလိုပေါ့တတိယမှာတည်တာလေဒီကနေ့ဆိုကြိုတင်သိပါဦးလေဆရာတော်ဒါကြီးကတော့မသိတော့ဘူးဒါရေချိုးကလှုပ်ထားတာရေချိုးကနဲ့ကိုသူကအပိုင်ကျောင်းပိုင်လို့အပိုင်စီးထားတာလေအပိုင်စီးပြီးတော့အဲ့ရေချိုးကန်ကိုသူကတော့ပြီးတော့ကြောင်နေအဲ့ထဲမှာထည့်ထားဘုန်းကြီးမသိဘူးဘယ်နဲ့ထည့်ရတော့ဟဲရေချိုးကန်နဲ့ထည့်ထားတာရေချိုးကန်ဆိုတာရေချိုးကန်အသုံးပြုဖို့အဲ့တော့အပိုင်စီးထားဘုန်းကြီးဆရာတော်တပားလို့ပေါ့နော်အဲ့လိုဖြစ်ဟိုမလွယ်ဘူးဝင်းနီးလေးစားရတာလည်းမလွယ်လည်းမထင်နဲ့သူတို့လက်ထဲအားဟိုမှာတော်တော်သိခံရတာကိုနဝကမ္မတော်သုံးဖို့ရအတွက်သူတို့လက်ထဲရောက်လာပြီဆိုရင်အမဒါမအဘူးအပ်တယ်လေလောရသေးတာကိုသုံးမဲ့ဥစ္စာတော့မှမရဘူးမင်းသိခံရတယ်ဗာသေးလို့ဘုန်းကြီးကဒါသိခံရဘောပေါက်ရလားသိခံရတာလွယ်တာမဟုတ်ဒါကြောင့်ဟိုဆရာတော်လွယ်တာမှတ်နေတာအကုန်သိခံသိခံခုလည်းအဲ့ပြဿနာပေါ့သူတို့အဲ့မှာဘိုးပဲရှင်ဖျားရသူတို့လှုပ်ချင်တာလှုပ်ဒီခွေးတွေဆိုလို့ရှိရင်အမေသားအစိတ်ကြက်သားအစိတ်နဲ့ကြွေးတာတယ်တပည့်တော်မသိဘူးလေသူတို့ခွေးချစ်တာလေတပည့်တော်တန်ဃာတွေချစ်တာမှမဟုတ်တာဒီကြောင်နဲ့ဟုတ်တယ်မလားတပည့်တော်နဲ့ဆိုရင်တပည့်တော်ကအဲ့လိုပြောရတာအရှင်မြတ်တပည့်တော်တော်တော်သိခံနိုင်လို့ဒကမကြီးကကြောင်နေတာလားဘုန်းကြီးကြောင်နေတာလားလို့အဲ့လိုမေးရတာဒကမကြီးတပည့်တော်ကကျေးဇူးရှိလို့မလို့တချို့ကြလျှော့တာပါဟောဒကမကြီးကျေးဇူးရှိတယ်မလုံးနိုင်မကင်နိုင်လဲငါတို့ကဆောက်ရှောက်မယ်အဲ့အတွေးလေးကြောင့်သူသိခံအဲ့တော့ကြောင်တွေကိုဘုန်းကြီးကပြောတယ်စားကြနောက်ဆရာနဲ့မရှိနဲ့ကြံတဲ့နေရာလှုပ်ပေးလိုက်ဟုတ်တယ်မလားရှင်ပြကြောင်သွားထီလို့ကတော့အဲ့ထီတဲ့ဘုကရန်သူပြသွားမလုံးနဲ့တပည့်တော်ရန်သူဒါကြောင်တော့ဘုန်းကြီးကြောင်လားလို့မေးရသေးတယ်ဒါဘုန်းကြီးကြောင်တော့လို့ပြန်အဲ့တော့မှငြိမ်သွားတာဒါလည်းဒါတပည့်တော်ရှိတယ်ဥကြဘူးနောက်မှစဉ်းစားတာခုပြောတယ်ငါတို့မှားခဲ့တာငါတို့ကလုတ်ပိုင်ခွင့်နေအကုန်ပြီးတော့သူတို့လှုပ်ချင်တယ်လို့လှုပ်လို့ရတယ်ဆိုတဲ့အတွေ့အဝင်းသွားပြီရှင်ဗျာအခုအဲ့တိုင်ဖြစ်နေတာအရှင်ဗျာအခုစာကြဘုန်းကြီးတော်သူ့ကြောင်သွားထီလို့မရဘူးထီတဲ့ဘုန်းကြီးကရှင်ဗျာရန်သူဗျအဲ့လိုကိုဖြစ်တာရှင်ဗျာလူတွေရဲ့အတ္တတွေကတိတ်ကြည့်သွားရဲ့အယုဆွဲသွားမရတော့ဘူးဆိုတာတန်ဝေကပဲဒါတန်ဝေကပြောတာအပြစ်ပြောတာမဟုတ်ဘူးတန်ဝေကယူသူကြည့်ပြီးတော့စိတ်လည်းမကောင်းဘူးအခုသူကကြိုးနေပြီကြောင်တွေကပတ်ချလဲသူ့ဆိုလို့ရှိရင်လားပြောတယ်လေဝေယဝိဆသူ့အတွက်ဆိုရင်ထမင်းလဲကျွေးနိုင်တယ်ထမင်းလဲလျှော်ပေးနိုင်တယ်သူကအဲ့ဒါတွေမကောက်ကြောင်မှချီးကျုံခိုင်းတော့ဟိုကတည်းကမလုပ်ချင်ဘူးလေဟောသူကသူ့ဝေယဝိဆတွေမကောက်ဘူးသူ့ကြောင်ရဲ့ဝေယဝိဆဆိုတော့ဟိုကတည်းကမလုပ်ချင်တော့ဘူးပေါ့မဟုတ်ဘူးလားတကယ်မအဲ့ဒါပြောတယ်လေသူပြောတယ်လေဟုတ်တယ်သူကပြောတယ်သူ့အတွက်ဆိုရင်အကုန်လုပ်ပေးမယ်ဘယ်မှာသူ့အတွက်တွေမကောက်ဘူးသူလည်းသူ့ဥစ္စာမလုပ်နိုင်ဘူးပြီးတော့ကြောင်တွေအတွက်လည်းလုပ်ပေးဆိုတော့လာပြီသူလားမသိဘူးငေါ့ဟောဟယ်လို